ဒီမြန်မာသင်းရဲ့ပွဲထွက်ကစားသမား17စင်းမှာတော့ကုသမနီယာမှာတော့ကျွန်တော်们23စင်းကြီးနီအောင်ပွဲထွက်လာပြီးတော့သာတော်ကစားသမားဖြစ်ကတော့ကျွန်တော်们2ဟိန်းဖြိုးဝင်းကျွန်တော်们4စိုးမိုးကျော်ကျွန်တော်们5နန္ဒကျော်ကျွန်တော်们6ကျော်မင်းဦးကျွန်တော်们9မောင်မောင်လေးအသင်းကောင်းဆောင်ကျွန်တော်们9တန်းပိုင်ကျွန်တော်们17လွင်မိုးအောင်ကျွန်တော်们19တရားထက်အောင်ကျွန်တော်们19ဟိန်းထက်အောင်နဲ့ကျွန်တော်们22ဇုံဝင်း3တို့ကိုပွဲထွက်ကစားသမား17စင်းမှာတော့အသုံးပြုလာတာပဲဖြစ်ပါတယ်ဒီပွဲထွက်ကစားသမား17စင်းမှာတော့ကုသမနီယာမှာတော့ကျွန်တော်们1 Egypt ကျွန်တော်们2 Harris ကျွန်တော်们3 Faze ကျွန်တော်们4 Isbe ကျွန်တော်们5 Amakan ကျွန်တော်们9 Addition ကျွန်တော်们10 Hashid Nabi ကျွန်တော်们9 Fari Esla ကျွန်တော်们16 Ali Mamo ကျွန်တော်们21 Ali Khan ကျွန်တော်们23 Abdul Samad တို့ကိုဘရကစားသမားဖြစ်အသုံးပြုလာတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအနိုင်ရရှိခဲ့မယ်ဆိုရင်အာရှဖလားဝင်ခွင့်ရဖို့အတွက်ပို့ပြီးတော့နီးစပ်မယ်နေထားမျိုးတော့ပန်ဆယ်သွားနိုင်မှာဖြစ်ပါတယ်။တန်ပိုင်ကပေါ်လေးချပေးလာတယ်ဟေးပြိုးဝင်းနဲ့အရက်စနဲ့လက်ကန်ပြီ။ချိန်မှာတော့ကြံချက်ကအနည်းငယ်အားပြော့သွားခဲ့ပြီးတော့ပါကစ္စတန်တင်းရဲ့ဂိုးသမားစီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ကြိုးစားနေခဲ့တဲ့ဟေးပြိုးဝင်းရလာတဲ့အခွင့်အရေးတစ်ရပ်ကိုအကောင်းမွန်ဆုံးသုံးချဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်။တန်ပိုင်နဲ့အပေးယူပြုလုပ်ရင်းနဲ့ဟေးပြိုးဝင်းရဲ့အဆုံးသက်ကတော့ဒီချိန်မှာတော့အနည်းငယ်အားပြော့သွားခဲ့ပြီးတော့ပြန်ပဲခံစစ်ကစားမတွေနဲ့ထိပြီးတော့လူရောက်မရောက်ခဲ့ပဲနဲ့ကိုသမားစီပဲရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီအောင်တော့မောင်မောင်လွင်နေသိန်းနဲ့ပြန်ပြီးတော့တွဲလာပြီဗျ။ကျော်မင်းဦးညာချမ်းကိုတင်ပေးလာတယ်။လူချူချူပဲဟိဖြိုးဝင်းချက်ထိန်လာတယ်။ငင်းငယ်တော့တုံဆိုင်နေလို့စိုးအောင်ပဲဖြစ်ပါတယ်။ဟိဖြိုးဝင်းရောင်ပြဖို့ကြိုးစားတယ်။ဒါဖြစ်ဖို့ပြရတယ်ပိတ်လို့ကြိုးစားတယ်။လူမိုးအောင်ဖြစ်ပါတယ်။မထင်ရရှိလာတဲ့အခုရေးကောင်းလို့ပဲစောမှာဖြစ်ပါတယ်လက်ရှိပွဲကစားချိန်20နဲ့9မိနစ်အတွင်းမှာရရှိလာတဲ့မာအသင်းရဲ့အပိုင်နိုင်ဆုံးအခုရေးလို့ပဲစောမှာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာလွင်မိုးအောင်ငငယ်ပေါ်စားတဲ့ကစားပုံတစ်ခုတော့ကျွန်တော်တို့မတွေ့ခဲ့ရတာဖြစ်ပါတယ်ဒီမော်ချီတွေကြည်နေတယ်ဟင်ဖြိုးဝင်းစီပေးတယ်ဟင်ဖြိုးဝင်းကျော်မင်းဦးကျော်မြောက်ပြီးကြိုးစားတယ်ကျွန်တော်ပဲပြန်ပြီးတော့ရလာသေးတယ်ဦးရလက်ကန်လာတယ်ပါကစ္စတန်ခံစစ်ကိုတော့မကြော်ပြန်ဘူးဗျာမမောင်လွင်ဇော်ဝင်းသိန်းလက်ကန်လာတယ်တကန်ပါပြီတောက်လျှောက်ဆိုသူတို့မြွားသိရဲ့ကစားသမားတွေကိုကန်တင်မှုတွေဇက်တိုက်ပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်ဟိန်ချအောင်ရှင်ပြုံးမိလာတယ်ကျော်မင်းဦးဧရိယာထဲမှာလက်ကန်ကျော်မင်းဦးရဲ့ကန်ချက်ကတော့ဂိုးပေါင်းနဲ့အတော်ကြီးကိုလွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ရာသီမှာပါကစ္စတန်သင်းပဲအေးရရောမှားပြီးလာပြီကောင်းတိုင်းပြီဒီချိန်မှာလည်းမြန်မာသင်းရဲ့ခံစစ်ကပဲဦးထားခဲ့တာဖြစ်ပါတယ်ကျော်မင်းဦးလေပေးပြီလူပေးမှားရမြဇုံတင်လိုက်စေတာရာသီမှာမြန်မာသင်းပဲဇုံဝင်သိချိန်မှာလူစားဝင်လာတဲ့မိုဟီအက်စလာဇုံဝင်သိကိုတီးတတာပဲနောက်ကနေဆွဲလာခဲ့တာဖြစ်ပါတယ်ဒီချိန်ဒီမှာတော့ခွင်းနဲ့တိုင်ကမာတင်ဘက်ကိုတော့ပြည်တော်မောကန်ခွေတတ်မှတ်ဖေးထားခဲ့တာဖြစ်ပါတယ်။ပထမပြီးဆုံးဖို့ဒီပြက်လာတဲ့နေသားတစ်ခုမှာရလာတဲ့ခွေတရက်ကိုဒီမာတင်အကောင်းဆုံးသုံးချသွားနိုင်တာစောင့်ကြည့်ရမယ်ဗျာ။မမောင်လွင်မဲ့တာမှားပြီးတော့အေးရတော့ကြားတယ်။ခေါင်းတိုင်ပြန်ချပြီးတဲ့ပြီ။ခေါ်ပြီးနော်။တကယ်ကိုခက်ခဲပြီးတော့ရှုပ်ရှက်ခဲ့တဲ့နေသားတစ်ခုပါပဲ။ဒီမာတင်ဦးဆောင်ကိုရရှိအောင်တော့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဆိုပါဘာနဲ့ချက်အနေနဲ့စိစော်ရကဂိုးနေခဲ့တာလားအမို့ပိတ်သွင်းလိုက်မှဂိုးသွားတာလားဆိုတော့ကျွန်တော်တို့ပြုတ်တဲ့အနည်းပြက်ကွက်တွေကိုတော့ပြန်ကြည့်ဖို့အတွက်လိုအပ်နေကြတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်မြန်မာအသင်းကတော့ဥဆောင်ကိုစပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်ရုပ်တံအနည်းပြက်ကွက်တွေမှာတော့မမောင်လွင်ရဲ့ပေးပို့မှုကနေတရားထအောင်ရဲ့အကောင့်တိုက်ပေးပို့မှုကနေစိုးမိုးကျော်ရဲ့ပိတ်သွင်းမှုဂိုးတိုင်းထိပြီးတော့ပြန်ထွက်လာတဲ့နေတာတစ်ခုမှာတန်ပိုင်ထပ်ပြီးတော့ဆုံးသက်ခဲ့ပေမဲ့လည်းတန်ပိုင်အဆုံးမသက်ခင်ခဲ့တဲ့အပေါ်လုံးကတော့ဂိုးစီးကိုကြော်သွားခဲ့လားဆိုတာကတော့အနည်းငယ်မေးခွန်းထုတ်ဖို့တော့ရှိနေကြတာဖြစ်ပါတယ်နောက်ဆုံးဘလုံးထိလိုက်တဲ့ကစားသမားကတော့တန်ပိုင်လို့ပဲတတ်မှတ်မှာဖြစ်ပါတယ်ဒါပေမဲ့စမိုးကျော်ရဲ့စွမ်းဆောင်ရည်ကလည်းအဓိကကျတဲ့အနေထားမှာလည်းရှိနေခဲ့တာပဲဖြစ်ပါတယ်တရားထအောင်နာကျော်တော့လည်းပြန်ပြီးတော့ချပြီးလိုက်မယ်မောင်လွင်ဘယ်ချမ်းမှာပဲချောင်ပြောက်ကြိုးစားတယ်ဝင်မိုးအောင်လေပြန်တွေးလာတယ်ဒီထဲမှာလူချွေဟင်းဖြိုးလက်ကန်လာ
ထိတ်ကနေအင်ဖြိုဝင်ရဲ့ကန်ချက်ကောင်းမွန်ခဲ့ပြီပဲဂိုးပေါင်းနေတော့အနေငယ်လွှဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ဦးဆောင်ကိုရရှိပြီးနောက်ပိုင်းမှာတော့ဒီမှာတင်းရဲ့တိုက်စစ်ကပို့ပြီးတော့လှုပ်ဖြစ်လာခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ် အသင်းကောင်းဆောင်မောင်မောင်လွင်အချိန်မှာလဲဘယ်လောက်ထိထပ်ပြီးတော့လှုပ်ပြသွားအောင်မလဲကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်မောင်မောင်လွင်ပဲလှန်ကန်ပြီဒီချိန်မှာတော့အသင်းဘော်တွေကိုမပန်ပိုးပေးတော့ပဲသူကိုယ်တိုင်အဆုံးသတ်ခဲ့တာဗျာ မဟာရက်လည်းပြောမြောက်ပေးတာလေမော်ဦးကောင်းတိုက်ပြီးတော့ရှင်းလုပ်ထားတယ်ဗျာရထအောင်စကန်တင်မဲ့လက်ကန်လာပြီလေကိုလာပါရဲ့ကန်ချက်တစ်ခုကိုတော့တို့တွေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်ပဲရှေ့ရာဟစ်နာဘီဖြစ်ပါတယ်ဒီထဲမှာရရှိလာတဲ့ဘောလုံးကိုရပန်းနဲ့တစ်ချက်ထိပြီးတော့ကိုနောက်ပြန်အနေထားနေပြီးတော့ပက်ပြီးတော့ကန်သွင်းဖို့အတွက်နာဘီကြိုးစားခဲ့တာပဲဖြစ်ပါတယ်ကန်ချက်ကတော့ကောင်းမွန်ခဲ့တယ်ဆိုပေမဲ့ကိုနေကတော့အနေငယ်ကက်ပြီးတော့လဲချော်သွားခဲ့တယ်ဗျာနာကျော်ဘယ်ချိန်နဲ့ပါတီပေးရတယ်ဘောလုံးမြောင်းနေတယ်ပြတ်ထအောင်ဒီစတန်နောက်တန်းကဖာစေကောင်းမွန်ဆုံးလူကတာမိုးတစ်ခုကိုတော့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ကမ္ဘာစင်ညီညီအောင်လူပေးရတော့မှားတယ်ဗျာကစားသမားလက်ကန်လာလေခွင့်ရေးကောင်းရရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပေမဲ့သူ့ရဲ့ကန်ချက်ကတော့တော်လေးကိုအားပြော့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ် ဒီလိုမာတင်ပဲဆိုဝင်တဲ့ရာလာတဲ့လူလူချွတ်ချွတ်ပဲအဲ့ဒါတော့ပေးလာပြီမာတင်ပဲလက်ကန်ပြီဒီကြမ်းမှာလူစားဝင်လာခဲ့တဲ့မင်းမော်ဦးသူ့ရဲ့ပုံစံအတိုင်းပဲရလာတဲ့အခွင့်အရေးတရက်ကိုအပိုင်ဆုံးသက်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဆိုဝင်တဲ့ပေးဖို့ကနေမင်းမော်ဦးရဲ့အဆုံးသက်ချက်ကောင်းမွန်ခဲ့ပေမဲ့လည်းကိုပေါင်းနဲ့တက်မှတ်ခဲ့ခြင်းမရှိခဲ့တဲ့အနေအထားတစ်ခုမှာဒီမှာတင်နောက်ထပ်အနိုင်သေးကြသည်မဲ့တွင်ကိုရရှိမဲ့အခွင့်အရေးတရက်နဲ့တော့နစ်နာခဲ့ဗျာရေမင်းမော်ဦးရဲ့ကန်ချက်ကိုပေါင်းနဲ့တတော်ကိုနီးစပ်ခဲ့တာဖြစ်ပါတယ်မိနစ်80ကိုကျော်လွန်လာတဲ့အနေအထားတစ်ခုမှာတော့မြန်မာအသင်းကပထမပိုင်းမှာရရှိခဲ့တဲ့တန်းပိုင်ရဲ့တင်ဖို့တကူနဲ့အတူပြိုင်မဲ့အသင်းကိုတော့အကောင်းဆုံးဆက်ပြီးတော့ဦးဆောင်ထားနိုင်သေးလို့ပဲပြောရမှာဖြစ်ပါတယ်ဝင်လိုက်ထွန်းတိုင်းနေတဲ့ကြားပေါ်မှာမြန်မာအသင်းကလူချွတ်ပဲဝင်လိုက်ထွန်းပြန်ထွက်လာတဲ့မမောင်နဲ့ချက်ပိုက်ပြီတကယ်ကိုအကောင်းဆုံးရလာတဲ့အခွင့်အရေးတရက်လို့ပဲပြောရမှာဖြစ်ပါတယ်တိုက်စစ်ကဝင်းနိုင်ထွန်းဘုသမားလေးတယောက်ရှင်းရင်ဆိုင်ရတဲ့အနေအထားတစ်ခုမှာဒီအချိန်တွေကိုသွင်းဖို့တစ်ခုဖြစ်တော့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့လို့ထပ်ပြီးတော့ရလာတဲ့အခွင့်အရေးကိုလည်းအသင်းကောင်းဆောင်မောင်မောင်လေးအဆုံးသက်ရမှာကိုပေါင်းနဲ့တက်မှတ်ခဲ့ကျွန်တော်မရှိခဲ့တာဖြစ်ပါတယ်ကိုမြတ်ဖုံးရဲ့တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့အခိုက်အတန့်တစ်ခုကိုကျွန်တော်ထပ်ပြီးတော့မြင်ခဲ့ရပြီညာဇာန်ကစားသမားအလီဟိုက်ဒါမောင်လေးကိုဖျက်ချော်လာခဲ့ရဗျာအလီဟိုက်ဒါပဲတစ်ချက်ပြန်ခောက်ထားသေးတယ်သူကန်ပို့ပြီးတော့ပြေကိုချိုးလာရှိလာတဲ့ခွေးကိုတော့ဟာရက်သုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာ။ဒါရင်သာမအလီဟိုက်ဒါရဲ့ပေးပို့ဘဝတော်တော်လေးကိုကောင်းမွန်ခဲ့ပြီးတော့ကျွန်တော်နဲ့ဟာစေပေးပို့ကြိုးစားမှာတော့အနေငယ်အနေချက်တွေများသွားခဲ့တာပဲဖြစ်ပါလိမ့်။ဒီလိုဆိုတော့ဝန်နိုင်ထုံးလေးထွက်လာခဲ့မြတ်ပေကျမှတော့မင်းမောင်လူချွတ်ရှိနေမြတ်မင်းမောင်လူပဲစက်ခောက်လာတယ်မင်းမောင်လူချင်းချင်းတယ်မင်းမောင်လူပဲလဲလာတယ်လက်ကန်လာတယ်ဒီစက်တဲ့ဒီလိုမောင်လေးလက်ကန်လာတယ်ဒီမှာအီဂျစ်ဘတ်ထုတ်ပြီးတော့ကာဝေးထားလာပဲဖြစ်ပါလိမ့်မာတင်ရဲ့စတိုက်ဆိုလိုဘိုးပေါင်းချိန်ချောက်မှုတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါလိမ့်မနိုင်ထုံးမင်းမော်ဦးစာရှိရဲ့ကစားသမားဦးရဲ့တွဲဆက်ကနေတစင်းမာတင်နောက်တစ်ချိန်ဦးဆောင်ကိုရရှိဖို့အတွက်နှီးစပ်ခဲ့တာပဲဖြစ်ပါလိမ့်ကန်ချက်ကလည်းကောင်းခဲ့ပြီးတော့အီဂျစ်ဘက်ရဲ့လက်ဆွမ်းကလည်းဒီမှာတော့ကောင်းမွန်ဆုံးနေထားမှာတော့ရောက်ရှိနေခဲ့တာပဲဖြစ်ပါလိမ့်ပါကစ္စတန်တင်ပဲလှမ်းကြပြီဒုတိယပိုင်းပြီးဆုံးဖို့အနီးကပ်လာတဲ့လေထားတစ်ခုမှာခြေပေါက်ကိုရရှိသွားနိုင်တဲ့အကောင်းဆုံးခွင့်ရတစ်ခုကိုပါကစ္စတန်တင်ရရှိခဲ့တာလည်းဖြစ်ပါတယ်ရှိလာတဲ့ပြည်တော်အခွင့်အရေးကိုတော့မောင်မောင်လွင်ပဲကံမှာဖြစ်ပါလိမ့်မောင်လွင်ရလက်ကနာလေးဒီမှာအဂျေဘက်ပုတ်ထုတ်ပြီးတော့ကောက်ပြီးတော့မောင်လွင်ပဲကံမှာဖြစ်ပါလိမ့်မောင်လွင်ရလက်ကနာလေးဒီမှာအဂျေဘက်ပုတ်ထုတ်ပြီးတော့ကောက်ွယ်ထားတာပဲဖြစ်ပါလိမ့်ဒီချိန်တက်ကန့်ခဲ့ရမှာတော့ဘလုံးဘောဖြစ်ပဲသုံးသက်သွားခဲ့တယ်ဒီစပယ်ရှယ်ကံပို့ပြီးသားလေမာတင်ကခေါင်းဦးလေမြတ်မမော်ဦးဆိုနာနဲ့ကက်နေထားခဲ့တယ်အဲ့ဒါမှသာရှင်ပြည့်တဲ့မြတ်ချူပစင်ကန်
ပဲမာတင်နဲ့ပါကစ္စတန်အသင်းတွေရဲ့ပွဲသားကြီးမိနစ်90အပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒီဆုံးသွားတဲ့အချိန်မှာတော့မော်လီဒီအသင်းကပါကစ္စတန်အသင်းကိုတကူကူပြီးဆိုတဲ့ဇာလန်နဲ့အနိုင်ရရှိသွားပါတယ်ဆိုတဲ့အကြောင်းစေကန်တစ်ဆက်နေနေပဲကျွန်တော်ရဲ့တိုက်အထုပ်နဲ့တစ်ဆက်နေမှုကိုဒီမှာပဲရန်တာဝင်ပြီးပါခင်ဗျာ။အပင်ကြည့်ရှုခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။